ဝမ်းမှာဘာဖြစ်လို့မြန်မာဖိုက်တာတွေရှုံးပွဲဆက်နေရတာလဲဘာလို့ KO TKO ကြီးနဲ့ရှုံးလာတာလဲမြန်မာကစားသမားတွေဘာတွေလိုအပ်လဲဒါကကစားသမားတွေရဲ့အားနည်းချက်လားလက်ဝိအဖွိုင်းချုပ်ရဲ့အားနည်းချက်ကြောင့်လားဒါမှမဟုတ်ကိုဖြူဝေ group ကမဲ့လူရွှေးမားခဲ့တာလားတခြားဘာများလိုအပ်တယ်လဲကိုဒီဗီဒီယိုမှာဆွေးနွေးကြည့်ကြရအောင်2024-2025 ဝမ်းမှာတွားကစားသောမြန်မာဖိုက်တာတွေဟာလိုအပ်ချက်များစွာရှိခဲ့တော်လဲနိုင်ပွဲအချိုးရခဲ့တယ်။ဒါပေမဲ့ဒီနှစ်လိုမျိုး KO TKO နဲ့ရှုံးတာနည်းတယ်လို့ပြောလို့ရတယ်။ဒါဆိုဘာကြောင့်2026 New Year နောက်ပိုင်းမှာ KO TKO နဲ့ဆက်တိုက်ရှုံးနေတာလဲ။မွေးထိုင်းမှာမြန်မာကစားသမားတွေတွားကစားတာများပြီဆိုတော့မြန်မာပရိသတ်တွေလည်းမွေးထိုင်းကစားနည်းစနစ်အမှတ်ပေးစနစ်တွေလည်းမြန်မာပရိသတ်တွေလည်းသိလာပြီ။မြန်မာကစားသမားတွေတွားကစားတာများတော့ထိုင်းတွေလည်းကျွန်တော်တို့မြန်မာကစားသမားတွေရဲ့အားနည်းချက်တွေသူတို့သိနေပြီ။ဒါကြောင့်သူတို့ဘယ်လိုကစားရမလဲဆိုတာသူတို့နီးပြတွေကောင်းကောင်းသိပြီးအကောင်းဆုံး game plan ချပေးတယ်။ ဝမ်းမှာတွားကစားသောမြန်မာကစားသမားတွေရဲ့ record ကိုကြည့်ရင်ကြောက်စရာကြီးပါ။ win rate 90%ကျော်ကြီးပဲ။90ကစားရှုံးပွဲမရှိဒါမှမဟုတ်2-3ပွဲလောက်ရှုံးတဲ့ကစားသမားကြီးတွေပဲ။ထိုင်းကစားသမားတွေဆိုရင်အများဆုံး win rate 80%ကျော်ပါပဲ။ဒါဆို record ချင်းတူရင်ပွဲအတွင်းမှာဘာလို့လက်ရည်အဲ့လောက်ကွာခြားတယ်လဲလက်ဝိအားကစားဟာ power လက်သီးနဲ့ခံနိုင်ရည်ကိုအဓိကကစားပြီး technique ပိုင်း fight IQ ပိုင်းနဲ့ကိုကာကွယ်တဲ့အပိုင်းမှာအားနည်းနေတယ်ဆိုတာတွေ့ရတယ်။ထိုင်းချင်းမှာ sport science တည်းအာဟာရပိုင်းမှာဆိုရင်မြန်မာဘက်ခြားထက်အစပေါင်းများစွာကောင်းနေပါတယ်။နီးစနစ်ပိုင်းတည်တည်ချာချာတင်ပေးတယ်။အစားအသောက်နေထိုင်မှုပုံစံကိုစနစ်တကျရှိတယ်။ဒါကြောင့်ပွဲအတွင်းမှာပြိုင်ဘက်ကစားသမားတွေထွက်တဲ့လက်သီးတွေခြေကန်ချက်တွေကိုမြန်မာဖိုက်တာတွေထက် technique ပိုကြတယ်။ကိုဖြိုးဝေဘက်ကကြည့်မယ်ဆိုရင် record အကောင်းဆုံးကစားသမားတွေရွှေ့ရတာပဲ။ဒါပေမဲ့လက်ဝိနဲ့မွေထိုင်းကမတူညီသောကစားနည်းဖြစ်တယ်။အဲဒါကြောင့်မွေထိုင်းသက်ထိုးမဲ့မြန်မာကစားသမားတွေဟာမွေထိုင်းနည်းစနစ်လေ့လာဖို့လိုမယ်လို့ထင်တယ်။လက်ဝိအားကစားမှာ record တစ်ခုတည်းနဲ့ one Friday fights level မှာမလုံလောက်နိုင်ဘူးဆိုတာအားလုံးသိလောက်ပြီ။အထူးသဖြင့်နိုင်ငံခြားကစားသမားတွေဟာ100 fights experience ရှိပြီးအမှတ်ပေးစနစ်နဲ့ကြီးပြင်းလာကြတာဖြစ်တယ်။ဒါကြောင့် record ကိုပဲအခြေခံရွေးချယ်ခြင်းဟာone စင်မြင့်ထက်မှအလုံးမဖြစ်တာလို့ထင်တယ်။2026မှာ KO ပိုများလာတဲ့အကြောင်းရင်းတွေကိုဖော်ထုတ်ကြည့်ကြရအောင်။ပထမတစ်ချက်ကပြိုင်ဘက် level မြင့်လာတယ်။ဒုတိယတစ်ချက်ကရိုးရာကစားသမားတွေကိုကာကွယ်တာအားနည်းနေတယ်ဆိုတာပြိုင်ဘက်တွေသိသွားပြီ။ပရိသတ်တွေမီဒီယာတွေဝေဖန်တိုက်ခိုက်မှုကြောင့်ကစားသမားတွေ confidence ကျလာတယ်။နောက်ဆုံး live tech အောင်ကွင်းမှာကြည့်မယ်ဆိုရင်သိတာပါတယ်။ပြိုင်ဘက်ကငါနိုင်မှာဆိုတဲ့ပုံစံနဲ့ AC ကွင်းနဲ့ဝင်လာတယ်။ AC ကစားသွားတယ်။ကျွန်တော်အမြင်နဲ့ဆိုရင်ဒီပြဿနာဟာ fighter individual အားနည်းနေတာမဟုတ်ပါဘူး။ system conditioning gap တွေအဖွဲ့ချုပ်ရဲ့ adaptation preparation မရှိတာတွေ strategic management decision အားနည်းတာတွေရှိတယ်။အဲဒါကြောင့် record အခြေခံပြီးတန်းတင်ပို့နေရင်ရှုံးဖို့ရာဂိုင်နှုန်းများမယ်။ဒါကြောင့် one ကိုတန်းမတင်ထိုးပဲထိုင်းမှာမွေထိုင်းချင်တွားလိချင်ပြီး amateur ကွဲတွေဒါမှမဟုတ်မွေထိုင်း local stadium fights တွေကိုလက်ရည်သွေးတဲ့အနေနဲ့ step by step လုပ်တင်တယ်။အနည်းဆုံး3လကနေ6လအထိ train ပြီးမှone ကိုတက်တင်တယ်။မြန်မာ fighter တွေမှာစိတ်ဓာတ်ကောင်းစားဖြစ်သွားပြီးခံနိုင်ရည်အသက်ဇွဲရှိတယ်။ဒါပေမဲ့ global stage မှာအောင်မြင်ခြင်းရဲ့နီးစနစ်မြင့်တင်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။တင်တို့ရဲ့အမြင်ကဘာလဲ? comment မှာဝင်ရောက်ဆွေးနွေးလို့ရပါတယ်။